Hi guys အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့လုပ်ပေးမဲ့ video title လေးကတော့အချင်းရေးမလုပ်တာကြတဲ့အချင်းရေး reading လေးပဲဖြစ်ပါတယ်ဆိုတော့ next level ပေါ့နော်ကိုနောက်ထပ်တွေ့ရှိရမယ်ချစ်သူရဲ့ type သူရဲ့ personality ဘာညာတည်းကတွေ့ရှိသမျှဟာလေးတွေစမ်းကျွန်မခေါ်ပြီးသွားမှာဖြစ်ပါတယ်ဆိုတော့ကိုနဲ့ energy guide တဲ့ပုံလေးကိုရွေးပေးကြဖို့မေတ္တာရက်ခံပါတယ်ရှင် energy guide တဲ့ဟာရွေးနော် energy guide တဲ့ဟာရွေးနော်ကျွန်မနှစ်ခေါက်တတိပေးတယ်နော်ကဲဒီလောက်ပဲဆိုတော့စကြပါမယ်Hello ပိုင်ဝမ်သမားလေးတွေဟာလိုပဲမင်္ဂလာပါရှင်။ပိုင်ဝမ်သမားလေးရဲ့ energy ကိုထုံးစံတိုင်းချက်ပါမယ်။ Night Orchestra energy ကြပါတယ်။အဲ့တော့ Night Orchestra ဆိုတော့လေကျွန်မနည်းနည်းလန့်အောင်လန့်သွားတယ်။နော်လန့်အောင်လန့်သွားတယ်။ Night Orchestra ချက်တတ်တယ်။ water and sign energy water sign များလိမ့်မယ်။ကိုက water sign မဟုတ်ဆိုရင်ကိုရဲ့ budget ထဲမှာ water ဒီရေလွှမ်းနဲ့ပေါ့နော်။ရေတက်လွှမ်းနဲ့ကိုရဲ့ budget ထဲမှာအဲ့လို sign နေများတာမျိုးဖြစ်တတ်တယ်အဲ့လိုကိုရဲ့ Venus တို့ကိုရဲ့အဲ့လို House 5 House 7ဒါမှမဟုတ်ကိုရဲ့အဲ့လိုပေါ့နော်ပြောချင်တာအချက်နဲ့ပတ်သက်တဲ့နေရာမှာဖြစ်ဖြစ်တချို့သောနေရာမှာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးရေဆိုင်အဲ့လို water sign energy လေးလွှမ်းတတ်တယ်ဒါတော့ budget ဒီသိရလူဆိုတော့သိမှာပါเนาะအဲ့လိုပြောလို့เนาะငါကဘာဟဝိုင်းပါဆိုပြီးတော့ငါ water sign မဟုတ်တာဆိုပြီးတော့လှည့်ပြန်သွားရင်เนาะဒါ energy ကမကြိုက်တာမဟုတ်ဘဲနဲ့လွဲသွားလိမ့်မယ်เนาะအဲ့တော့နည်းနည်းလေးစောင်းအောင်နားထောင်ပေးအရင်ချစ်တတ်တယ်ချစ်တဲ့လူကိုတကယ်ချစ်ပြီဆိုရင်တော်တော်လေးဂရုစိုက်တတ်တဲ့လူတွေသိလားပိုင်ဝမ်သမားရလေเนาะစိတ်ကူးရင်စမ်းတဲ့ romantic love story လေးတို့သဘောကျကြတယ်လို့ကိုအနေနဲ့လည်း next level နဲ့ပတ်သက်ပြီးအဲ့လိုမျိုးရည်မှန်းထားတဲ့ပုံပဲเนาะအဓိကကအဲ့လိုစိတ်ကူးရင်စမ်းတဲ့ဘလို့တစ်ချက်တော့သွားတယ်တတိယရဘာဖြစ်တယ် Telesys love story လေးအဲ့တချင်လေးတော့သွားပြီးတော့တတိယရတယ်ဒီလားလောက night cast အရင် romantic ငါလည်းအချစ်ခံနေတယ်အဲ့လိုမျိုးလူကြီးအမျိုးသမီးဖြစ်မျိုးသားဖြစ်ကိုနဲ့ energy ခိုက်တယ်ဆိုရင်မကြည့်ပါဘူးဟဲ့ Jenna cast တဲ့ picture sorry sister cast တဲ့ cast ဒီအရင်ချစ်လုံးမဝကွာလောချစ်ကြပဲစဉ်းစားတတ်တယ်အချစ်နဲ့ပတ်သက်ပြီးဒါရီလောက် feeling မရှိဘူးချစ်တော့ချစ်တယ်လို့ဟုတ်တယ်ဒါပေမဲ့ဒီလောက်ကြီးဖြစ်မနေဘူးအရင်လည်း romantic ကြမနေကိုကအလို့အရင်စိတ်ရှုပ်လွယ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ကိုကတကယ်မချစ်လူရတော့ဒီတိုင်းပါပဲเนาะတကယ်ချစ်မိရင်ဒါအဲ့လိုချစ်တဲ့လူပေါ့ဒါရီ romantic ဖြစ်ပြီးအရင်ဖြည့်ဆည်းပေးတတ်ကြတာအဲ့လိုလူဆိုရင်နေခဲ့မယ်เนาะအဲ့လိုမှမဟုတ်ဘူးတကယ်ချစ်ကိုတိုက်ကဒီလိုကြီးပဲကိုကအရင်အဲ့လိုအရင် strong အရင်ဖြစ်ပြီးတော့အချင်းနဲ့ပတ်သက်ပြီးနှလုံးသားအလောက်ကြီးဦးစားမပေးတတ်တယ်လို့ဆိုရင်ကျမပြောမယ်ဒီပိုင်ယူတော့ပိုင်မဟုတ်ဘူးတခြားသွားကြနော် sorry နော်နဲ့ထုတ်တာမဟုတ်ဘူးနော်အဲ့တော့ခုနပြောသလိုကျမခုနပြောလိုက်တဲ့အတိုင်းပဲ sister caps မှာလဲကြတာ kinder caps တဲ့ဟိုမှာကြော picture caps princess caps တဲ့လို့ပြီးတော့ caps တွေလောက်ကြာနေရတော့လို့ပြီးတော့လောက်ကြာနေရတော့အချစ်တဲ့သူပြောရင်ပြီးပါပြီဆိုတော့နော်လူတွေအရင်အားနာလားမသိဘူးတချို့ဆိုအမ်းမှန်ထင်တယ်ဆိုတော့ energy ကိုင်းနေခဲ့မယ်နော်အဲ့တော့ပိုင်ဝမ်သမားတွေရဲ့တွေ့မဲ့ next level type ပေါ့နော် next level type ကဘယ်လိုပုံစံမျိုးလေးလဲဆိုတော့ euro နဲ့စန့်ကျင်ဘက် energy ဖြစ်ပါတယ်စန့်ကျင်ဘက်ဆိုလို့ဒီလူမှာမီး energy အရင်လွှမ်းလားဆိုတော့လေမီး energy ထက်မြေ energy လွှမ်းတာပါNight of Panics no Night of Panics True Panics Night of Panics True Panics Night of Panics နောက်တစ်ခုအချတော့မကြည့်အောင်အစင်လိုက်ကြလားကျွန်မအစင်လိုက်ပဲချကဲဘယ်လိုလုပ်ကြမလဲဒီလိုကယူတို့ကကြောက်တုံးကြီးကိုချစ်ရမှာသိလားကြောက်တုံးကြီးကိုချစ်ရမှာဘလို့ကယူတို့ကဂယူးစိုက်ပေးနေတယ်လို့ကသူတို့ကတုံမှမလုပ်တဲ့လူတွေအဲ့လိုပြောလို့လေနည်းနည်းစိတ်တော့ဟိုဟာဖြစ်သွားကောင်းဖြစ်သွားဒါပေမဲ့သူတို့ကယူတို့ကိုမချစ်တတ်တာမဟုတ်ယူတို့ကိုမချစ်တာမဟုတ်နော်သူတို့ပုံစံကအဲ့လိုပဲဘလို့ဖြစ်ဖြစ်နည်းနည်းတုံမလုပ်တာသိလားပတ်စတာရှာတယ်အဓိကကတော့လေ night ဖြစ်နေတဲ့အတွက်ဒီလူကလေအခုချိန်မှာသူ့ရဲ့တက်လန်းသူဖောက်လုံနေတယ်ဖောက်လုံပြီးအထက်ကိုတက်နေတယ်အမြင့်ကိုတက်လှမ်းနေတယ်စူးစမ်းနေတဲ့လူငယ်တယောက်ရဲ့ vibe ကိုသွားရတယ်ပေါ့နော်အဲ့လို energy သွားရတယ်ဒီမှာလဲ seven managers ဒီမှာလဲ two managers သူကလေအခုလက်ချိန်မှာ तू လိုချင်နေတဲ့အနေအထားတော့မဟုတ်သေးဘူးဗျသိလားနော်အနေအထားတော့မဟုတ်သေးဘူးဒါပေမဲ့ သူစူးစမ်းနေအများကြီးစူးစမ်းနေတယ်
301 ဒီ Scissor Swash ဒီ 9 Cups ဒီကြတယ်အကောင်းကြိုက်တဲ့လူပါနော်ဟိုပြောလိုက်ချင်အတိကကွာ तू ကဘယ်တိုင်းဝိုင်းကပဲမွေးဖွားလာနော်အကောင်းတော့ကြိုက်ပါတယ်တဲ့နော်အဲ့တော့အကောင်းကြိုက်တော့လဲဘာဖြစ်လဲဆိုတော့အကောင်းကြိုက်တော့အဲ့လိုသုံးချင်တယ်ဖြုံးချင်တယ်သုံးချင်လို့ငွေရှာနေဆိုတဲ့လူတွေကျမတို့လူစားမျိုးပေါ့နော်သုံးချင်လို့တကယ်ငွေရှာနေဆိုတဲ့လူစားမျိုးအဲ့တော့အားတော့လူတော်များများပါပဲအဲ့တော့အလုပ်လည်းစူးစမ်းတယ်အလုပ်တစ်ခုတည်းနဲ့မတင်းတိမ်ဘူးလက်ရှိမှာလေအဲ့လိုအခုကွာအခုလုံနေတာ तू အလုပ်နေလုံတက်ရှိတယ်ဒါပေမဲ့အဲ့ဒီလုံပြမှု तू အဲ့လိုပေါ့နောက်ထပ်ကိုပိုင်စီမိုင်းလေးတစ်ခုလှုပ်ချင်တာမျိုးအဲ့လိုမျိုးလေးဖြစ်တတ်တယ်သလားနောက်ထပ်အလုပ်တစ်ခုထပ်လှုပ်ချင်တာမျိုးအဲ့လိုနောက်အဲ့လိုပုံစံမျိုးလေးအလုပ်တစ်ခုတည်းတေချာတာကအလုပ်တစ်ခုတည်း run ရမို့လက်ရှိမှာနော်ဒါပေမဲ့အဲ့ဒါကြီးကလက်ရှိမှာအောင်မြင်နေတဲ့အခြေအနေမျိုးမတွေ့ရသေးဘူးသူ့ပုံစံကလေအဲ့တော့အားလုံး type ကိုခွဲကြည့်မယ်ဆိုရင်ဒီလူကအပေါ်ယံသိမကြိုက်ဘူးသီလားဒီလူကလေပေါ်ယံသိမကြိုက်ဘူးနောက်ပြီးတော့ခံစားချက်ထက်စားလို့ရှိရင်အချက်လက်နဲ့အုံနှုတ်ကိုပို့ပြီးဦးစားပေးတတ်ပါတယ်ငွေမတ်ပါတယ်အလုပ်ကိုပို့ပြီးဦးစားပေးလိုက်မယ်သူတို့ရဲ့ချစ်ပုတ်ချစ်နီးဆိုတာတဲ့ဒါကျမကချစ်ပုတ်ချစ်နီးပြောမှာမဟုတ်နော်ဒါက love language ကြည့်တဲ့ reading မဟုတ်ဘူး next level type ကိုကြည့်ရ reading အဲ့ဒါကြောင့်နောက်ထပ်ကျမဒီ reading ရဲ့ part 2ဆိုပြီးတော့လေ next level ရဲ့ love language ဆိုပြီးတော့ကျမတက်လုပ်ပေးဖို့အစီအစဉ်ရှိတယ်အဲ့ဒါကျမနေကောင်းသွားရင်လုပ်ပေးပါမယ်เนาะအခုကျမနေမကောင်းလို့ပါအဲ့ဒါလည်းပိုင်း1ပိုင်း2ပိုင်း3လို့အကုန်လိုက်ကြည့်များအရင်မောနေမသိမှဆိုလို့ပါအဲ့တော့အဲ့ဒါကျမတစ်ခါလေးပြောချင်တာ reading လေးနည်းနည်းတူသွားရင်စိတ်မရှိပါနဲ့ရှင်เนาะဆိုတော့ဒီလူက energy ကဘယ်လိုလာတယ်လဲဆိုရင်ကိုယ့်ကိုလေတအားအချိန်ပေးနိုင်မှလည်းမဟုတ်ဘူးကိုတော့ချစ်တယ်ကွာကိုချစ်လိုက်မယ်ဒါပေမဲ့ဒါသူ့ရဲ့ type ပဲသူ့ type ကိုကအဲ့လိုပုံစံကွာဒါပေမဲ့ကိုကလေအဲ့လိုပုံစံကိုမှအခုအချိန်မှာကိုကဘယ်လောက်ပဲညင်းနေပါစေကွာအဲ့ဒီရောက်တွေ့လို့ရှင်အဲ့လိုသူပဲကောင်းပါတယ်သူဆိုသူ့ကျူးတာလို့ကိုကျူးတဲ့လူကကိုပဲဖြစ်နေမှာသိလားအဲ့လိုပုံစံမျိုးလေးဖြစ်တတ်တယ်သိလားနော်ဒီမှာဆိုလို့ရှိရင်မကြည့်ကျမပြမယ်မင်းကြောခိုင်းတာဒီမှာကြောခိုင်းတာ तू မလိုလားအဲ့တဲ့လက်ရှိမှာမလိုလားအဲ့တဲ့အရာတွေ तू စိတ်ဝင်စားအောင်အချစ်စိတ်ဝင်စားအောင်အဲ့လိုပေါ့နော်သူ့ရဲ့တလန်းကိုလက်ရှိမှာလမ်းပိတ်စီနေမဲ့အရာတွေစိတ်ဝင်စားဘူးတော်လေးကွာဘလို့မကြည့်အောင်ဒီမှာဆိုလည်းပန်နင်ကန်ငုတ်ကြည့်တယ်ဒီမှာလည်းပန်နင်ကန်ငုတ်ကြည့်တယ်ဒီမှာလည်း तू ပန်နင်ကန်ငုတ်ကြည့်တယ်ဒီမှာလည်းဟိုဘက်ကြောခိုင်းတာလေဒီမှာလည်းဟိုဘက်ကြောခိုင်းပြီးတော့သွားနေဒါတော့သူ့ရဲ့ dream လေးပေါ့နော် dream လေးပေါ့အိမ်မကြီးတယ်ရိုးသားကြိုးစားဖို့သခွားဆိုတဲ့လူငယ်ဆိုမှလည်းတော်တော်အသက်ကြီးနေပါတယ်အသက်ကြီးနေဆိုဟိုလိုမျိုးကြီး40ကျော်30ကျော်အဲ့လိုပုံစံမျိုးမဟုတ်ကွာ30ကျော်လေးပါခြင်းလည်းပါမယ်ဘလို့ပဲဖြစ်ပြောချင်တာအဲ့လိုငယ်ရွယ်မှုတွေကိုစတေးပြီးတော့အလောက်ခွင်ထဲမှာရုံးကန်ကြိုးစားနေတဲ့25ကနေ35ဝန်းကျင်အတွင်းထိ energy တော်တော်လေးရပါတယ်25အောက်ချင်လည်းပါခြင်းပါတယ်ဘလို့ပဲဖြစ်ဒီလူကဒါဟာလေကြာရင် तू ကလေကိုအချိန်ပေးနေဖို့မေ့နေတာမျိုးပါမျိုးလောက်ဖြစ်တတ်တယ်သိလား301 အရာပေါ့နော်ဒီလူကတော်လေးဒီကနည်းနည်းပိုင်း3ရဲ့နေနည်းနည်းလေးဆင်သွားပြန်ရောဘယ်လိုပြောရမလဲနည်းသိရောက်ရဲတဲ့နိုင်မှုမရှိဘူးဒီလူရဲ့ energy မှာ negative energy လေးနည်းနည်းပါလာအဲ့ဒါကြတော့ appreciate မလုပ်တတ်တာကိုခုရောက်ရှိနေရနေနည်းနည်းလေးလာဟိုအတိုင်းဝိုင်းအကြီးတဲ့မွေးလာတဲ့လူတော့မဟုတ်ဘူးဒါကြောင့်ပွဲ तू ကအဲ့လိုပေါ့နော် तू အလှည့်ကြလို့ရှိရင်သူ့ရဲ့ generation မှာသူ့ရဲ့အလှည့်ကြလို့ရှိရင်အကောင်းဆုံးဖြစ်ရမယ်ဆိုတော့စိတ်ခံယူချက်ကြောက်ပဲလာတော့မသိဘူးအခုချိန်မှာအင်တိုင်းအတိုင်းကိုသွားနေတာသိလား appreciate လုပ်ရကောင်းမှမသိဘူးရောက်ရတဲ့နေမှုမရှိဘူးလက်ရှိမှာဖြစ်နေတဲ့အရာနဲ့ပတ်သက်ပြီးတော့ငါလက်ရှိမှာအရင်ကားထက်ဆိုင်ပို့ပြီးအဆင်ပြေလာပဲဆိုတဲ့ဟာမျိုးမရှိဒါကလည်းသူ့ရဲ့အလုပ်နဲ့ပတ်သက်တဲ့ PR တွေကြောင့်ဖြစ်လာတယ်။ तू ကသူ့ကိုသူကဒါကလည်းကြောက်လို့ရှိရင်အချက်နဲ့ပတ်သက်ပြီးသိမခံစားတတ်တာပါညာဖြစ်နိုင်တယ်တဲ့ပြောချင်တာကွာအဲ့လိုမျိုးဖြစ်နိုင်လို့ပဲ तू ကရည်စားမထားတာပါညာဒါကြီးကြောင့်မှလည်းကြောခိုင်းထားတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်။ဒါပေမဲ့လည်းတချို့အရာတွေကအဲ့လိုစညင်ဘက်တွေကပို့ပြီးဆွဲဆောင်တတ်ကြတယ်လीနော်စညင်ဘက်တွေကပို့ပြီးဆွဲဆောင်တတ်ကြတယ် attract ဖြစ်ကြတယ်အဲ့တော့ကိုက deeply
အဲ့လို cash energy သူက at energy ဒါပေမဲ့ဒီလူကလေစိတ်တော့ချလို့ရသလား loyal ဖြစ်တယ်ဟိုတချို့ဟာသားတွေလို့ပေါ့ကွာတချို့လို့ပြောရမယ်ဒါဟာသားလည်းကျွန်မဥပမာပြောနော်ငါ့ကတော့စိတ်ဝင်စားပဲကောင်မကစိတ်ဝင်စားမှာမဟုတ်ဆိုရလူစားမျိုးတိကသူကဒါအခုပိုင်ဝမ်းသမားလေးတို့စိတ်မဝင်စားဘူးပြောချင်တာမဟုတ်ချစ်တာချစ်တယ်ဒါပေမဲ့သူကဘယ်လိုပြောသူကချစ်နေရရင်ပြီးပြီဆိုရလူစားမျိုးအရင်ဟိုဖြစ်မှာမဟုတ်ကွာငါ left language အောင်ကြီးစီရမလို့ကုန်ပါနေအဲ့တော့အဲ့လိုလူစားမျိုးကွာအဲ့လိုပြော appreciate လုပ်ရကောင်းမှမသိတော်တော်လေးဖိအားရင်များနေပုံမှန်သလားပြီးတော့အရန်ကြီးလဲဒီမှာစဉ်းစားကြည့်စမ်းသူ့ရဲ့တိုက်ကိုကြည့်တာကြ cast energy ဇက်မှာပေါ့ဒီမှာ9ရောက် cast တစ်စက်လောက်ပဲပါတယ်9ရောက် cast ကလည်းသူ့ရဲ့ drum cat သိလား drum cat အဲ့လိုပေါ့နော်သူကဘယ်လိုပြောရမလဲဒီ energy ကဘယ်လိုလာလဲဆိုတော့ကိုနဲ့ခရီးပိုင်းထွက်မယ်ကိုနဲ့စိတ်လို့လည်းလို့ပြောမယ်ဆိုလို့ရှိရင်ကိုကကြတော့ပြစ္ဆုတ်ပန်ဟိုဟာဖြစ်တယ်ကွာကိုကဒီမှာဆိုလို့ရှိရင်တူပြောကြမယ်ခရီးထွက်လိုက်ဘာဖြစ်မှမလို့လဲအဲ့လိုမျိုးပေါ့နော်ကိုကအဲ့လိုဖြစ်တတ်ပေမဲ့သူကကြတော့ကွာအရာအားလုံးပြည့်စုံပြီးမှကိုနဲ့အဲ့လိုပျော်ရွှင်စရာတွေဖန်တီးမယ်ဆိုတဲ့လူစားမျိုးအဲ့အရာအားလုံးပြည့်စုံမယ်ဆိုရဲနေရဘယ်နဲ့လဲမသိအဲ့လိုမျိုးပေါ့နော်ဒါခိုင်ကြသူနဲ့ကိုနည်းနည်းဆန့်ကျင်ဘက်နည်းနည်းနိုင်နေသူကကိုယ့်ထက်ဆိုင်အများကြီးတည်ငြိမ်လိမ့်မယ်အများကြီးဟိုကအဲ့လိုပေါ့နော်တည်ငြိမ်ပြီးရင်းကျက်လိမ့်မယ်ပြီးတော့ loyal လေးဖြစ်တယ်ခုနပြောသလိုပဲသူကမချစ်တတ်တာမဟုတ်ဘူးသူလှုပ်ချင်တာတွေလည်းရှိတယ်ဒါပေမဲ့အဲ့သူလှုပ်ချင်တာတွေကိုတော့မှပုံမှန်လည်းသိမပြောဘူးနော်ဒီလိုကလည်းနည်းနည်းမျိုးသိထားသေးလားဒီချာတို့ကတော့ဖိအားတော်တော်လေးများတယ်နော်ဖိအားတော်တော်လေးများတယ်ငယ်ကလေးကလေအဲ့လိုအခက်ခဲနဲ့ကြီးပြင်းလာခဲ့ရတဲ့သူမို့လို့လားမသိဘူးနည်းနည်းပကသနာမတ်တယ်အဲ့ပကသနာမတ်တယ်ဆိုတာဟိုလိုမကောင်းတဲ့လောဘနဲ့အဲ့လိုမျိုးမတ်တာမဟုတ်ဘူးလေလားအနေကြီးကဘယ်လိုလာလဲဆိုနည်းနည်းဗီလိန်နည်းနည်းဆန်တယ်ဘယ်လိုပြောရမလဲကွာကျမဒါသူ့အဲ့လိုဖြစ်ခဲ့လို့ပြောရမှာမဟုတ်နော်အနေကြီးကိုကျမပြောပြရမယ်ဒီလားဟာကျမတို့ငယ်တော့ရုပ်ရှင်တဲမှာဆိုလို့ရှိရင်အဲ့လိုငွေနဲ့ပေါက်ပြီးတော့အပြောခံလာခဲ့ရတဲ့အခါငါကလေးကြိုင်ငွေရောက်ရှာမယ်ဆိုရဲအဲ့လိုမာနမျိုးအဲ့လိုပုံစံမျိုးကွာအဲ့တော့ဒီမှာကြည့်ဒီရွယ်ရောက်တဲ့အချိန်ကြောင့်သူတိတ်ချမပျော်ရွှင်နိုင်တော့ဒီမှာကြည့်အမအဲ့ဒါကြီးကိုဒီ water sign လေးတွေကနော် water sign ဆိုလို့ဒီမှာငါအဲ့ဒါကြီးတစ်ချက်အောင်မယ် water sign ဆိုတာဒါ water sign မှမဟုတ်ဘူးကိုမှ water energy emotional ဖြစ်တယ်ကိုမှအဲ့လိုကျင်နာနေရတဲ့စိတ်ခံစားချက်ရှိတယ်ဆိုလို့ရှိရင်ဒါနေခဲ့လို့ရရင်เนาะကျွန်မပြောပြီးเนาะအဲ့တော့ဒီစိတ်ခံစားချက်နူးညံ့တဲ့ပိုင်ရှင်လေးတွေကဒီလိုမျိုးဒီလူရဲ့အဲ့လိုနောက်ခံဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ history ကိုတီးပြီးရနောက်ကြလို့ရှင်မမုန်းနိုင်တော့ကွာစားတယ်ကျရင်ချစ်ပေးပါဆိုတဲ့လူကကွာနော်သူ့ရဲ့ energy ကိုသိလေသူ့ရဲ့အခက်အခဲတွေသိလေအော်သူကသိရမလားဒီလိုလေးပါဆိုပြီးမျက်စိတော့မှိတ်မျက်စိစုံမိတ်ပြီးတော့ကိုကအများကြီး support ဖြစ်ပြီးအများကြီးနားလည်ပေးလိုက်အောင်ဟောငါမရှိရင်မဖြစ်ပါဘူးလေဒီလူကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့အဲ့လိုမျိုးလေးပေါ့နော်ညီအတိုင်ဖောက်လေးညီကြပါတယ်ဒါပေမဲ့ဒီ connection ကလေပြောလို့ရမှာလေလားလုံးလို့ရရင်တော့ရမှာမဘာကြီးပြောနေရတော့ပုံကျမပြောနေတာ sorry ပါဟိုဟာရုပ်တည်ဘာကြီးပြောနေရတကယ်ပဲကျမပြောချင်တာကွာလောင်းတန်းနေသွားလို့ရရင်သွားလို့ရမှာလို့ပြောတာเนาะသွားချင်းသွားလို့ရနိုင်တယ်ဘာလို့လဲဆိုတော့ကွာနှစ်ယောက်သားရဲ့ energy မှာကအရင်ဆိုးဆိုးရွရင်မရှိဘူးသိလားအမှန်နဲ့ဆန့်ကျင်ဘက်ဖြစ်နေတာမှန်တယ်ဒါပေမဲ့အဲ့ဆန့်ကျင်ဘက်ကလည်းအချိုးစားတဲ့နေရမျိုးအဲ့လိုပုံစံမျိုးအချိုးစားတဲ့နေရမျိုးညီနေရမျိုးเนาะအရင်ကြီး match ဖြစ်နေရထီတော့မတွေ့ရဘူးเนาะအရင်ကွာအရင်တယောက်ကိုတယောက်အချိုးပြုနေဆိုတဲ့ပုံစံတော့မတွေ့ရဘူးကိုယ့်ရဲ့ခံစားချက်တွေကလည်းသူနဲ့မှတည်ငြိမ်တယ်။ तू ကလည်းကိုနဲ့ကြလို့ရှိရင် तू ကအခုချိန်မှာကွာလို့ပေါ့။ तू ကအခုချိန်မှာကွာငွေအလုပ်ဆိုသူ့ရဲ့ဘဝဖိအားတွေကို तू ကအချစ်မပါပဲဘာမှသူ့လည်းနှွေးထွေးပေးမှသူမရှိပဲဒီလိုဖြစ်တန်းလာခဲ့ချိန်မှာအခုတော့နှွေးထွေးခြင်းနေပြီမလား။နော်ဝါတာဆိုင်နေဆိုသိတယ်။နော်ဝါတာဆိုင်နေဆိုသိတယ်။အလုံးလုံးနေရင်းနဲ့ဟိုကမြစ်တာကြီးပေးခြင်းနေပြီ။နော်အဲ့တော့ဘယ်လိုလဲ။ तू ကလည်းအလုံးလုံးနေအလိုလိုနေနေ sorry သူကလည်းအလိုမျိုးပေါ့နော်တစ်ချိန်လုံးငွေအလုံးဆိုပြီးသူ့ရဲ့ဘဝမှာနှွေးထွေးချင်တာပေးမဲ့သူမရှိဒီလိုမျိုးဖြတ်တန်းလာခဲ့ရတာကိုနဲ့တွေ့တဲ့ခါမှာသူလည်းနှွေးထွေးချင်တာမှုကိုခံစားရတယ်လုံခြုံမှုကိုခံစားရတယ်ဒါကြောင့်သူကလည်းကိုမရှိမဖြစ်ကိုကလည်းကိုရဲ့ခံစားချက်တွေကလည်းသူနဲ့ကြမှာအလိုတည်ငြိမ်သွားတယ်အဲ့လိုဖြစ်သွားတယ်အဲ့ဒါကြောင့်ပြောအရင် match ဖြစ်တဲ့အပေါင်းဆက်အတွဲဆက်တော့မဟုတ်ဘူးဒါပေမဲ့တော်တော်လေးတော့အချိုးစားညီတယ်နော်အဲ့တော့အားကြောင့်ပြောလောက်တန်းနေသွားလို့ရည်သွားကျင့်လို့ရှိရင်သွားလို့ရနိုင်တယ်လို့ပြောတာပေါ့နော်
ဆိုတော့ကဲအခုကျမကြည့်နေတိုင်ဝမ်သမားတွေ14မိနစ်ဖြစ်နေပြီနော်တန်နေလာရလားတန်နေဝင်ကျမတော်တော်လေးညှစ်ထုတ်ပြီးဟောနေရဆိုတော့ကဲတလောက်ပါပဲကျမဒီ left language လေးကိုပတ်တူးအနေနဲ့ကျမနေကောင်းသွားရင်စတင်ပေးပါမယ်နော်အားလုံးပဲကျမကြီးစိတ်ကြပါကျမတို့မဖြစ်ပါစေနဲ့နော်ကျမကြီးစိတ်ကြပါရှင်အားလုံးချစ်ပါတယ်ဆိုတော့တလောက်ပါပဲကဲပိုင်း1ပိုင်း2ပိုင်း3အားလုံးပဲကျမရှင်လင်းကြပါစေနောက်ဗီဒီယိုဒီမှာပြန်ဆုံတွေ့ကြမယ်နော် see you later hello ပိုင်း2သမားလေးတွေအားလုံးပဲမင်္ဂလာပါရှင်အခုပိုင်း2သမားလေးတွေအတွက် energy ကိုထုံးစံတိုင်းချက်ပေးပါမယ်okay. Temperance delivers. Totally. ကဲပထမဆုံး energy ချက်ပေးချင်တာတော့ကျွန်မအခုပြောပြရွတ်ပြသွားမယ်နော်အခုရွတ်ပြသွားတဲ့လူတွေပါတဲ့သူတွေနေခဲ့မယ်မပါတဲ့သူတွေတခြားနေရာသွားကြမယ်နော်ဟုတ်လေတော်တော်ထူးချမ်းတာအောင်ဖြစ်ကုန်ပြီထူးဆန်းတာပဲထူးဆန်းတာနဲ့ထူးခြားတာပေါင်းပြီးထူးချမ်းတယ်အောင်ဖြစ်ကုန်ပြီအဲ့တော့လက်ရှိမှာဘသူနဲ့မှစကားမပြောတာဘူးဆိုရင်လူတွေဟိုဘက်သွားကြမယ်ဒါမှမဟုတ်ဟိုဘက်သွားရင်တော့ဘယ်သွားမလား sorry ညာသွားမလားဘယ်သွားမလားကြိုက်တဲ့နေရာသွားဒီမှာတော့မနေနဲ့စကားပြောချင်မရှိဘူးဆိုလို့ရှင်ဒီမှာတွေ့ရတာကြောင့်လေထူးဆန်းတာတကူကဘကနာကတ်လေး shuffle လုပ်တော့ကလည်းဟို trio cast လေးတွေ့လိုက်တယ်သိလားဒီမှာလဲ trio cast ဒီမှာလဲ temperance နော်ခွတ်နှစ်ခွတ်တော့အပြန်လန်လောင်းနေဟာဘာလားဒီမှာလဲ deliver ဆိုဘာလားဘာလားစနပတ်သက်ပြီးတော့ခုထူးခြားနေရဆိုတဲ့ energy မျိုးတွေ့ရတယ်ဒါရလေ relationship ထဲမှာလည်းဖြစ်ချင်ဖြစ်နေတယ်လို့ဒါမှမဟုတ် relationship မဟုတ်ဘဲနဲ့အဲ့လို situation ရှစ်ထဲမှာsingle ပဲဒါမှမဟုတ်အဲ့လိုမှမဟုတ်ဘဲနော် single ပဲဒါပေမဲ့ဆက်ဆိုင်တခုတော့ရှိနေပြီစကားပြောရင် talking stage မှာပဲဖြစ်ဖြစ်ရောက်နေအဲ့လိုပုံစံမျိုးလူတယောက်တော့တွေ့ထားပြီဆိုပုံစံမျိုးအဲ့လိုမျိုးလေးတွေ့ရတယ်လားဒါပေမဲ့လေတစ်ဖက်သက်ချစ်နေတဲ့လူတွေဒီမှာမနေပါနဲ့တစ်ဖက်သက်ချစ်နေတဲ့လူတွေတွေ့နေရမရှိဘူးအဲ့မှာမြင်လားခွက်လေးတော့ temperance ဆိုတာမျိုးကြတော့ကွာဒီမှာအဲ့လိုမျိုးခွက်လို့အပြန်လဲလောင်းနေရ Tura Cast ကလည်းခုနကလိုပေါ့နော်အဲ့လိုကိုယ့်ရဲ့ခွက်နဲ့သူ့ရဲ့ခွက်အဲ့လိုမျိုးဖလဲနေရချစ်နဲ့အမလင်းငါရဲ့ချစ်တယ်သူ့ရဲ့ချစ်တယ်နှစ်ယောက်သားချစ်တယ်ထပ်တူညီနေကြပြီဆိုတဲ့အပုံမြင်လေးတစ်ပုဒ်ကိုသွားပြီးတော့ခံစားရတယ်အဲ့လိုမျိုးလေဒီမှာလေးကြာလာတာလေ deliverance တွေဒါမှမဟုတ်ဒါရလေခုနပြောသလိုပေါ့နော် relationship မဟုတ်ဘဲနဲ့ situationship တို့ talking stage တို့ dealing ဆက်ဆံရေးတို့လည်းဖြစ်နိုင်တယ်အဲ့လိုမဟုတ်ဘဲနဲ့ relationship လည်းဖြစ်နိုင်ပါတယ်နော်ဒါအဲ့လိုမျိုးဆက်ဆံရေးရှိတဲ့လူတွေနေခဲ့မယ်နော်ဟုတ်ပြီဒါမှမဆိုဘာမှမရှိဘူးဆိုလို့ရှိရင်ဒါကိုယ်ပိုင်မဟုတ်အသေးကြရင်ကိုယ်ပိုင်မဟုတ်ဘူးနော်ကိုယ်ပိုင်မဟုတ်ဘူး online ကတွေ့တာလား online ကတွေ့တဲ့ energy လေးရှိတယ်တချို့ကတော့ online ကတွေ့တာမဟုတ်ဘဲအပြင်မှာတွေ့တဲ့ energy မျိုးလည်းတွေ့ရတယ်နော် energy ကတော့ကိုယ်နဲ့တိုက်တာရေးကြပါဆိုတော့နောက်တိုက်ကိုယ့်ရဲ့ next level တိုက်ကဘယ်လိုပုံစံမျိုးဖြစ်မလဲ 3 year caps တဲ့သူနဲ့ကိုယ်နဲ့ကနော်ကိုယ့်ရဲ့ next level ဖြစ်လာမယ့်တိုက်ကလို့ပြောရမလဲအရင်ရဲ့ friendship to level ဆိုတဲ့ energy vibe ကိုရတယ်အဲ့ vibe လေးကိုသွားရတယ်နော်အခုကျွန်မပြောလိုက်တယ်နော်ဒီလို energy ရှိတယ်ဆိုအဲ့လို energy ရှိလို့အဲ့ဒီကိုနဲ့အခုကျွန်မပြောမယ်အခုက next level တိုက်ကိုဟောပေးနေတာကွာအခုယူတော့မှာဒီလိုမျိုး energy ကျွန်မခံစားရတယ်check ပေးလိုက်ပြီနော် energy check ပေးလိုက်ပြီနော်ဟုတ်တယ်ဆိုရင်နေခဲ့မယ်ကဲအဲ့တော့အခုယူတော့စီမှာအဲ့လိုချင်းအလုံးနေတဲ့စကားပြောနေတဲ့လူရှိပါလျက်နဲ့ကျွန်မအခုဟောသွားရင် next level တိုက်ကဒီလိုမျိုးဟိုကြည့်လို့ရတယ်ကွာအခု next level တိုက်ကသူနဲ့တစ်ထက်ထိတ်ကြတယ်ဆိုလို့ရှိရင်နောက်သူနဲ့ရီးစားတေချာပေါင်းဖြစ်မယ်ဒါမှမဟုတ်လေသူနဲ့အဲ့လိုမျိုးဖြစ်ပြီးဆိုလို့ရှိရင်လည်းမြဲမယ်ဒါမျိုးပဲပေါ့နော်အဲ့လိုမျိုးလေးယူစားလို့ရတယ်ဒါတော့ဖြက်လန်းလေးအဲ့လိုမျိုးလေးသတ်မှတ်လိုက်လို့ရကျွန်မသင်ပေးတာเนาะအဲ့လိုမှမဟုတ်ဘဲနဲ့ဒီ next level type ကနောက်ထပ်ပုံစံတစ်မျိုးကြီးဖြစ်နေတယ်ဆိုလို့ရှိရင်မဟုတ်ဘူးเนาะအဲ့တော့အခန်းစားနိုင်ဘူးဆိုလို့ရှိရင်စတွေကရင်မဆိုင်နိုင်ဘူးမဟုတ်ရင်ဘယ်လိုလုပ်လဲဆိုလို့ရှိရင်ကျွန်မ
skip like ဖို့ပြောချင်ပါတယ်ဒီ reading skip like ဖို့ပြောချင်ပါတယ်နော်ခံစားနိုင်မယ်ဆိုရင်တော့ကြည့်ကြပါဒါမှမဟုတ်လည်းယုံကြည်တယ်ဆိုရင်လည်းကြည့်ကြပါအဓိကယုံကြည်ရဆိုတာလေငါအခုပြောဆိုနေရင်ငါအခုစကားပြောနေတဲ့လူကတစ်ချိန်ငါချစ်သူဖြစ်လာမယ်ဆိုရင်ယုံကြည်ချက်ရှိလာတယ်ဆိုရင်တော့ကြည့်ပါပြောတတ်ဘူးပေါ့နော်အရင်နှစ်သိမ့်တတ်တာပဲကျွန်မအဲ့တော့3 cast ကိုနဲ့အဲ့လိုပေါ့နော်ကိုရဲ့ next level တိုက်ကကြတော့လေကိုနဲ့အဲ့လိုအရန်ကြီးကွာချစ်သူဆိုတဲ့ bite ကြီးလုံးဝပေးတာမျိုးထက်စားလို့ရှိရင်လေနည်းနည်း activity လေးနည်းနည်းတူတူလောက်တာတကယ်ချင်းဆက်ဆံရေးလို့ fight မိရ friendship to lovers ဟုတ်ရင်ဟုတ်မဟုတ်လို့ရှိရင်လည်းသူနဲ့ကိုနဲ့ကအဲ့လိုမျိုးပေါ့နော်ပြောမလားဆိုမလား energy အရင် match ဖြစ်လွန်တော့လေအဲ့လိုစကားပြောတာဘာညာကအစနည်းနည်းတကယ်ချင်းတစ်ခါလေးကြာရင်တကယ်ချင်းနဲ့ဆန်တယ်လေလားအဲ့လိုပုံစံမျိုးလေးအရင်ကွာသိရမလားအရင် former ဆန်ပြီးတော့ကိုကြီးချစ်ရတဲ့ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုထက်စားလို့ရှိရင်တကယ်ချင်းလို့လည်းနေလို့ရတယ်နောက်ပြီးတော့ဟုတ်တယ်ဟုတ်တယ်ပြောလေ judgment energy ကို negative နော်ဒါလေးဒီမှာဒီလိုထားလိုက်မယ် sorry ပါဒီမှာလဲ judgment energy ရတယ် judgment energy ပြီးတော့ the more energy major ကတည်းနော်ကိုယ့်ရဲ့ next level ကလေကိုဘဝမှာတတောက်တနေရာကနေတော်တော်လေးအရေးပါတယ်လို့ဖြစ်လိမ့်မယ်ကိုလေအခြေရေးနဲ့ပတ်သက်တဲ့သင်ခန်းစာတွေပေးမဲ့လူပေါ့နော်ပြီးတော့ကိုနဲ့သူနဲ့နှစ်ယောက်ကြားထဲမှာလေဘယ်သူမှနားမလည်နိုင်တဲ့ soul connection တစ်ခုရှိတယ် soul mate အကြီးစားကြီးတယ် soul mate ရော karmic ရောပေါင်းထားတယ် soul karmic နားရပါဦးလိုက်အဲ့လို energy အဲ့လိုကွာဒီကသူနဲ့ကိုနေကလိုက်ချင်လိုက်မယ်မလိုက်ဖက်ချင်လည်းမလိုက်ဖက်ဒါပေမဲ့သူများတွေကတော့ဘလို့ပြောကိုနဲ့သူနဲ့ကြားထဲမှာကွာရှင်းပြလို့မရတဲ့ပြောပြလို့မတတ်တဲ့အလိုမျိုး connection တစ်ခုရှိနေတာမျိုးကြိုးတစ်ချောင်းရှိနေတာမျိုး chemistry တစ်ခုရှိနေတာမျိုး energy အဲ့လိုမျိုးပေါ့နော်နှုတ်သားကြားထဲမှာအချိတ်ဆက်တစ်ခုရှိနေတာမျိုးအဓိကသိရမလားကိုရီနဲ့ဘလောက် energy ခိုင်းတယ်ကိုရီနဲ့ဘလောက်စိတ်ချင်းဆက်လဲကိုရီပဲသိနေရတယ်အဲ့လိုမျိုးလေးကွာသိလားအဲ့လိုဖြစ်တတ်တယ်အရင်ရေဆက်အားကြီးတာကွာသိလားသူနဲ့ကိုနဲ့တခုထူးခြားတခုကလေဒီမှာကြာလာတဲ့ page တွေပဲကြာလာနော် page energy တွေပဲကြာလာကိုရဲ့ next level တိုက်ကလေလူငယ်30ကျော်40ကျော်ဆိုတဲ့ vibe မျိုးလုံးဝမရလူငယ်ဒါပေမဲ့ဒီညမှာကိုထက်ငယ်လားကြီးလားဆိုတာကိုအရင်မမြင်ရအောင်သိလားဒီကခုနကကျွန်မတို့လိုက်တာ3 cast ကြတယ်တော့ကိုထက်ကြီးငယ်ကွာသူနဲ့ကိုနဲ့ border လိုမျိုးတဲ့ခါလေးပေါင်းလို့ရရဆိုရဲ next level ပေါ့နော်သူကလေနည်းနည်းလေးအသက်ဆန်းနေကိုစူးစမ်းလေးလာတာစွန့်စားတာသဘောကျတယ်နော်အဲ့လိုကိုမသိမကျွမ်းကျင်တဲ့နယ်ပဲအရက်ကိုအတိုင်းကိုစိတ်ဝင်စားတယ်လေးစားတယ်အဲ့ဒီအတိုင်းကိုလည်းထိတွေ့ကျင်တယ်လှုပ်ဖူးကျင်တဲ့စိတ်ရှိတယ်ဒါကြောင့်လည်းလေးလာတယ်အဲ့လိုမျိုးနည်းနည်းဆက်ဆူလေးသီလားနည်းနည်းတီးမိခုံမိအောင်ကွာသီလားနည်းနည်းဟိုဆက်ဒီဆက်ဘလို့ဟာလေးလည်းမသိဟိုဆက်ဒီဆက်စိတ်ထားလေးကောင်းပါတယ်သဘောလေးကောင်းတယ်စိတ်ထားလေးနှွေးထွေးတယ်နော်ဒါပေမဲ့လေတခါလေး page ဖြစ်တဲ့အတွက်လူငယ်ပဲပေါ့နော်မိန်းကလေးပြယောက်ျားလေးဖြစ်လူငယ်ဖြစ်တဲ့အတွက်ဒါ emotionally ရလေအရင်ကြီးတခါလေးကြားလို့ရှင်တော့ mature ဖြစ်မှာမဟုတ်ခုနပြောလို့ပဲသူတို့ cast ဖြစ်တယ်သူနဲ့ကိုနဲ့ကနည်းနည်း border လိုဖြစ်နေတဲ့အတွက်တခါလေးကျရင်နည်းမဖြစ်တယ်ငါပဲဖြစ်အဲ့လိုပုံစံမျိုးဖြစ်လိမ့်မယ်ကိုကလေအရင်ဘလို့တူပေါ့တကယ် great man တကယ်အဲ့လိုမျိုးတော့ gentleman မှလုံးဝအဲ့လို high လုံးဝအဲ့လိုပုံစံကြီးမှလိုချင်တယ်ဆိုလို့ရှင်တော့သူနဲ့တိတ်ဟိုဖြစ်မှာပေါ့ဒါပေမဲ့ကျွန်မနောက်ထပ်ကတ်တွေတော့မဆွဲရသေးပါဘူးဒီမှာကြာလာတဲ့ကတ်တွေကတော့ဒီလောက်လေးပဲပေါ့နော်ဆိုတော့အနေကျတော့ထက်ကြည့်ပဲဒီမှာ just it what the hell ပိုင်3မှာလည်းဒီ just it ကြာလာနော်အဲ့တော့လေသူနဲ့ကိုနေကြတဲ့မှာမျှချေတော့ညီနေမှရမယ်သိလားနော်မျှချေတော့ညီနေမှရမယ်ဟုတ်ပါလေthe more နေရော picture cast ပြောကြတော့မခတ်3 cast လေးကြတယ်အဲ့လေက Scorpio တို့ Pisces Cancer ဖြစ်နိုင်တယ်တလား water sign energy ကသူ့ရဲ့ battery ထဲမှာအဲ့လိုမျိုးနဲ့ emotionally ရလေ emotional တအားများရလူအချက်ကို deeply ခံစားတတ်တဲ့လူပေါ့နော်ကိုနဲ့တွေ့ရမယ် next level type ကဒီမှာနောက်တကယ်ထပ်ကြည့်ပေးမယ်အဲ့လူရဲ့ personality ကိုထပ်ဒီမှာလဲ2 cast ပါနော်2 cast သူနဲ့ကိုနဲ့က
ချစ်ချင်းမြတ်တာထပ်တူညီမျှတယ်နော်ဆိုးမိတ်ပိုင်ရပါတယ်လူနဲ့ကိုနဲ့ကြားနေရမှာဘယ်သူမှမမြင်နိုင်နဲ့ကြိုးလေးတစ်ချောင်းရှိနေတယ်အဲ့တော့ကျွန်မထပ်ကြည့်ပေးပါမယ်ဟုတ်ပြီအဲ့တော့ကျွန်မကြည့်ရတဲ့လောက်လေခုနပြောတော့ page လူငယ်ပဲလို့ဒါပေမဲ့အရင် emotionally ကွာအရင်တည်ငြိမ်ပြီးပြတ်သားနေတယ်ဟိုလိုမျိုး gentleman ပုံစံကြီးတော့မတွေ့ရဘူးဒါပေမဲ့ဘာဖြစ်လဲဆိုတော့လေဘာဖြစ်လဲဆိုတော့အရင်ကလေးဆန္ဒမျိုးတော့မဟုတ်နော်လည်းနဲ့လူငယ်ဆန္ဒနဲ့ကလေးဆန္ဒနဲ့မတူလူငယ်ဆိုတော့လွတ်လပ်မှုကိုမျက်နှိုးရခုံးမင်းနဲ့အဲ့လိုဟာမျိုးလေးနော်လွတ်လပ်မှုကိုခုံးမင်းနဲ့မျက်နှိုးရပပနေထိုက်တက်တယ်ပျော်ရွှင်အဲ့လိုမျိုးလေးအကောင်းမြင်စိတ်ရှိအဲ့လိုပုံစံမျိုးလေးကွာသိလားကောင်းမြင်စိတ်ရှိတာပြောဒီမှာသမုန်းရပြပြလုံးနဲ့တခါကြရင် overthinking များတဲ့လူလေးဖြစ်ဖို့များတယ်ဒါပေမဲ့စိတ်မပူပါနဲ့သူနဲ့ပတ်သက်ပြီး Ace of Swords လေးကြာလာတယ် Ace of Swords ရဆိုဒီလူကလေးစကားပြောတာတော့တော်တော်လေးမိုက်မယ်ဒီလားစကားပြောတာတန်နဲ့တော်ကီကျွဲတယ်ဆိုတာလည်းဘယ်လိုပြောတော်ကီကျွဲတာမဟုတ်ဒီလူကလေးစကားပြောတာပြတ်သားတယ်ပွင့်လင်းနဲ့ကလေးကကြက်မဟုတ်ဘူးနော်အရင်ကြီးသူပြောလိုက်တဲ့စကားကွာနဝင်ချိုးခြင်းမှချိုးမယ်ဒါပေမဲ့အမှန်တရားတွေနော်နောက်တစ်ခုကကြာလေဒီလိုသစ္စာမဖောက်တတ်ဘူးသလားလွိုင်းရဖြစ်တယ်နော်အရင်မိုက်တယ်ဒါလေးကတော့မိုက်ပါတယ်ဒါလေးကတော့အမှတ်ပေးလိုက်ပါပြီကျမပေးတာနော်အဲ့တော့အဲ့ဒါလေးအမှတ်ပေးလိုက်ပြီဒါပေမဲ့နောက်တစ်ခုကကြာသူကလေညံကောင်းနေညံထက်တယ်နော်တခုခုကိုလေထိုးထွင်းပြီးမြင်တတ်တယ်ဟိုဖြစ်လို့ရှိရင်လူတွေနဲ့ communicate လုပ်တဲ့နေရာမှာလည်းတစ်ဖက်လူရဲ့ဘိုင်းချန်နေလဲဘိုင်းဟွာဖြစ်နေလဲဆိုတာမျိုးတစ်ဖက်လူကိုပေါ့ဘယ်လိုမျိုးဟွာဖြစ်လဲဆိုတာလဲသူ့အနေနဲ့အကင်းပါတယ်လို့ပြောရမှာဆိုလူကက်ခက်လဲတော်တယ်နော်ညံကောင်းတယ်ဒါလားညံကောင်းတယ်ကျမနောက်ထပ်ကတ်ထပ်ဆွဲပေးမယ်သူ့တိုက်လေးတခြားတိချင်အေးစစ်စစ်နေတဲ့လူပဲ Pisces အေးစစ်စစ်လေးပဲညံပွဲမကြိုက်ဘူးစကားများတိုင်းမကြိုက်ဘူးနားနီးတိုင်းမခံနိုင်ဘူးစိတ်ရှုပ်တိုင်းမခံနိုင်ဘူး Pisces energy နည်းနည်းရရယ်အ Libra energy လေးနဲ့မလေး justice ဆို Libra energy လေးနည်းနည်းရပြန်ခံစားချက်တွေဒါမျိုးသိပ်ထားတယ်ဒီလားဒီလူကလေခံစားချက်တွေဒါမျိုးသိပ်ထားတယ်တော်ရုံမဖွင့်ပြတတ်ဘူးပုံမှန်လည်းမပြောတတ်ဘူးဆိုတာဒီနေရာပုံမှန်လည်းပြောတယ်ဆိုတာကဘယ်လိုပြောရမလဲကျမဒီလိုလူမျိုးမြင်ဘူးပဲဒီလားကျမအသိရတဲ့မှာဒီလိုလူမျိုးရှိရကွာဘယ်လိုပြောရမလဲဆိုတော့အဲ့ तू ကလေအရှိမအထားပါတော့အဲ့လိုလုပ်ငန်းအရာစကားပြောရမယ်အလုပ်ရပတ်သက်ရတော့မယ်ဆိုလို့ရှိရင် तू မကြိုက်ဘူးအဲ့လိုလက်တွေ့ကြပေါ့နော်ဖက်ကြထောက်ပြတာအဲ့လိုရကြအားမနာဘူးပုံမှန်လင်းတဲ့ပြောတာဒါပေမဲ့သူ့ရဲ့ခံစားချက်သူချစ်နေပြီသူဝမ်းနည်းနေပြီသူစိတ်ထိခိုက်သွားပြီလို့ရှင်မပြောဖုံးကွယ်ထားတယ်တောင်းတယ်ဝိစားကိုပြောအဲ့လိုလူစားမျိုးဒါတော့တွေးပါပဲဒီမှာကျမလည်းအရင်မရှင်းပြတယ်ပြီးတော့ stress တွေတလားအရင်တွေးညရယ်နော်တွေးတယ်ဆွေးတယ်Trio caps တမော special caps နော်ခံစားချက်ကလေအဲ့လိုပေါ့နော်ချစ်တတ်တဲ့နှလုံးသားလေးရှိတယ် overthinking လေးလည်းများတတ်ပြန်ရောဆွေးတတ်ပြန်ရောတိုးတော်လည်းအဲ့ဒီ personal နဲ့တခါလေကြားလို့ရှိရင်လည်းအဲ့လိုပေါ့နော်တွေးလေးနည်းနည်းများတာအရင်စစ်ဆက်လေးနိုင်တာဟုတ်တယ်ဒါတွေးတယ်ခေါင်းမူးတာသူ့ energy ဖတ်လိုက်ရအောင်တော်တော်တွေးရလူကျွန်တော်နောက်ထပ်ကြည့်ပေးပါမယ်အခုပိုက်တူးတွေပေါ့နော်တွေ့ရမယ်တိုက်လေးရဝေါကဲနော်ဆော့စ်တယ်နောက်ဆုံးတော့ကဲနော်ဆော့စ်ထွက်လာပြီလူငယ်ဆိုပေမဲ့ကျွန်တော်ကပြောရလူငယ်ဆိုတာကသူ့ရဲ့တစ်ဖက်ချမ်းကလွတ်လပ်တယ်ပျော်ရွှင်တယ်ပပနေတတ်တယ်တကယ်ချင်းနဲ့ဆိုလဲဟဲ့လို့ပြောချိန်တိုင်းပြောလိုက်တာအဲ့လိုပုံစံမျိုးလေးလူငယ်ဆန်တယ်တိုးတော်လူငယ်ဆန်တယ်ဆိုတာဒါကအပြတ်သဘောဆန်နေတာအပြတ်သဘောဖြစ်နေတာကလေးဆန်နေရလို့ပြောချင်တာမဟုတ်ဘူးသူ့ပုံစံကအဲ့လိုမျိုးလူငယ်ဆန်တယ်တိုးတော်သူ့အတွင်းစိတ်မှာကိနော်ဆော့စ်တယ်နော်လန်ဘလို့ပြောရမလဲလောချစ်တဲ့နဲ့ကြားရသေးလားနည်းလေးလောချစ်ကြတယ်နော်နည်းလေးလောချစ်ကြတယ်လက်တွေ့သမားဒီမှာဆိုလို့ရှိရင်လဲ तू ဟာအဲ့လိုမျိုး
အဓိကလေ तू ခံစားတတ်တယ်ဆိုတာကွာအဲ့တော့ဘယ်လိုပြောရမလဲခံစားတတ်တယ် logic လေးချတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ခုနကဒီမှာ justice ကြတော့လေ Libra energy လေးရနည်းလေးဟိုဟာဖြစ်တယ်သီလားဟိုဘက်ဒီဘက်ကောပေါ့နော်ဟိုဆက်ဒီဆက်ဆိုရင်ဟိုဘက်ကောဒီဘက်ကောအရင်ကြီးတစ်ဖက်ဆောင်းနေကွာ emotionally မှာ emotion မှာ emotion ဖြစ်တာဆိုတဲ့ပုံစံမျိုးလေးမတွေ့ရအောင်အရင်ကြီး logic ကြတစ်ဖက်ပိတ်ကြီးဆိုတာလည်းမမြင်ရဘူးကွာပြီးတော့ तू ကလေသီလားဘယ်လိုပြောရမလဲလူတွေရဲ့အမြင်မှာက तू ကတာမာတဲ့လူတွေရဲ့အမြင်မှာခုနကလည်းပြ ace of swords နော်လုပ်ငန်းသဘောရကျမအတန်းနေဝင်နေတွေ့လားကျမနေမကောင်းလားပိုင်း3မှာလည်းပြောခဲ့တယ်နော်နေမကောင်းဘူးစိတ်ထုတ်ခဲ့ရတယ်ကျမအတန်းနေဝင်နေအတန်းနေနာနေလမ်းကြောင်းနာတယ်အဲ့ဒါကြောင့်ဒီဗီဒီယိုကိုမရိုက်ဘူးလို့မရိုက်တော့ပဲနေကောင်းမှပဲတင်ကောင်းလားဆိုပြီးစဉ်းစားထားခဲ့ပြင်မဲ့ကျမရဲ့ audience တွေစောင့်နေရမှာဆိုလို့ကျမကတင်ပေးလိုက်တယ်နော်တချို့ audience လေးတွေရှိတယ်သူတို့ကဟိုအရှိကြီးကြည့်နေတဲ့ဗီဒီယိုကိုအရှိကြီးနေတဲ့ audience တွေရှိတယ်ကျမလည်းတင်ပေးခြင်းနဲ့သို့တော့တခါလေကြားလို့ရှိရင်ဒီလိုမျိုးဒါဥပမာပဲเนาะဒီလိုမျိုးကျမဘက်ကလည်းချိန်တင်ပေးလို့မရတဲ့အခြေအနေလေးတချို့ရှိတယ်ဒါပေမဲ့ဖြစ်နိုင်တော့ကျမလည်းအရှိတင်ပေးခြင်းပါတယ်အဲ့ဒါလေးကတိထားတဲ့အောင်ပြောပြတာကဲဟုတ်ပြီဆိုတော့ Ace of Swords သူကခုနပြောခဲ့သလိုပဲလုပ်ငန်းပိုင်းမှာအလုပ်ကိစ္စနဲ့ပတ်သက်ပြောလို့ပေါ့နော်ပို့ပို့လင်းလင်းပြောထိုက်တယ်ဒါသူ့ရဲ့လူတွေကိုချပြတဲ့ back channel ပေါ့နော် King of Swords လူတွေကိုဘယ်လိုပြောလို့ပြောလဲတာမာတဲ့ပုံစံပြတ်သားတဲ့ထက်မြက်တယ်ဆိုတဲ့ပုံစံမလိုက်ညံထက်တယ်အဲ့လိုဆိုတဲ့ပုံစံဒါပေမဲ့သူ့ရဲ့အတွင်းစိတ်ထဲမှာက deeply ဖြစ်တယ်ခုနလည်းကျွန်မပြောတယ် तू ခံစားနေရတယ်ဒါမှမဟုတ်ချစ်တတ်တယ်ဒါမှမဟုတ်အဲ့လိုပေါ့နော် deeply ဖြစ်တယ်ဆိုတော့သူ့ရဲ့အားတက်ချက်ကိုလူတော်တော်များများမချပြဘူး तू အရင် close ဖြစ်ပြီး तू အရင်ယုံကြည်ရတဲ့လူကြားမှာပဲချပြတာဒါခါကျဒီ energy ကြီးရတဲ့နဲ့တော့ငါပြောနေရလားဆိုပြီးထင်ကောင်းထင်နေမှာအဲ့ဒါဆိုရင်တော့ energy switch ဖြစ်တာဖြစ်နိုင်ပါတယ်တခြားပိုင်းပြောင်းရွေးပေးပါဒါမှမဟုတ်လည်းနောက်ထပ် video ကြမှာပဲဆက်ဆောင်ပါเนาะတချို့လူတွေတော့ energy switch ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်တချို့လူတွေတက်ကလည်းဒါကိုတဲ့ energy တူတဲ့လူကိုရတာဖြစ်နိုင်တယ်เนาะရမှာဖြစ်နိုင်တယ်ဆိုတော့ဒီ type ကတော့တော်တော်လေးတော့မိုက်တယ်ဘလို့ type လဲဆိုတော့တခေါက်နဲ့ခြုံပြောမယ်ဆိုလို့ရှိရင်လူရှိမှတာမာခြင်းအောင်ဆောင်ရပါမယ်တကယ်ကကြတော့ deeply emotional ဖြစ်တဲ့လူဒီလိတ်ခံစားတတ်တဲ့လူနဲ့ဆိုင်အချစ်ကိုပဲဖြစ်ဘာကိုပဲဖြစ်အမှုပညာကိုပဲနည်းနည်းဆိုင်ခံစားတတ်တဲ့လူမျက်ရည်လွယ်တဲ့သူစိတ်ကိုချစ်တဲ့လူကတခုပြိတ္တာနဲ့စိတ်ထိခိုက်ခံစားလို့ရတဲ့လူပေါ့နော်ပိုင်တူသမားတွေတွေ့ရမယ် next level protect ကသို့တော့လူတွေရှင်းမှာဆိုရင်တော့ပြသားပဲဖြတ်တနာဖြတ်တောက်တင်တာတောက်ပြတ်တနာပြတ်နော်အဲ့လိုမျိုးလေးမတော့ကတ်တွေရတော့ထူးထူးမရှိတော့ပါဘူးဒီ energy လေးပဲထက်ကကြာရတယ်ဆိုတော့ကျွန်မ reading လို့ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်တော့မယ်เนาะဟိုဘိုင်လူတစ်ခုထမ်းနေ18မိနစ်ဖြစ်နေအဲ့တော့ကဲဆိုတော့ဒီလောက်ပါပဲကျွန်မအတန်လေးကိုနောက်ထပ်ပိုင်အတွက်ခြံထားလိုက်ပါအောင်မယ်အဲ့ဆိုတော့ကျွန်မဒီ video ကဒါက next level type เนาะဒါပေမဲ့ next level ရဲ့ love language ဆိုပြီးနောက်ထပ် video လေးတစ်ပုတ်ဆက်ပြီးတော့တင်ပေးဖို့ရှိပါတယ်အဲ့ဒါကျွန်မနေကောင်းမှပဲတင်ပေးပါတော့မယ်ဆိုတော့ဒီလောက်နဲ့ပဲကျင်းနေပေးပါလို့ကျွန်မ audience တွေကိုအများကြီးတောင်းဆိုချင်ပါတယ်အားလုံးချစ်ပါတယ်နော်ချစ်ပါတယ်ဆိုတော့နောက် video ဒီမှာတွေ့ဆုံကြတာပေါ့နော်ကဲအားလုံးပဲ see you ta helloကဲပိုင်း3သမားလေးတွေအားလုံးပဲမင်္ဂလာပါရှင်အခုပိုင်း3သမားလေးတွေရဲ့ energy ကိုထုံးစံတိုင်းချက်ပါမယ်နော်ထမအောင်ဆုံးကြလာတဲ့ကက်ကလေးက the star နဲ့ ten of pentacles energy ဖြစ်ပါတယ်ကျွန်မပြောပြကျွန်မအဲ့ဒါနေမကောင်းဘူးအတန်လေးဝင်နေတယ်အဲ့တော့အတန်လေးဝင်နေအဲ့ဒါကြောင့်လည်းအားစိုက်ပြီးတော့ပြောရတာလေးရှိမယ်ပေါ့နော်အဲ့ဒါလေးအရင်ဆုံးကြော်ညာဝင်ထားတာပါအဲ့တော့ကဲဟုတ်ပြီဆိုတော့ကျွန်မ energy လေးတခါတည်း check ပေးလိုက်မယ်အခုကျွန်မဟောသွားတဲ့ energy နဲ့ပတ်သက်ပြီးဟုတ်တယ်ဆိုရင်နေခဲ့မယ်နော်အခု energy အရာလေကိုယ့်ရဲ့ career ကိုယ့်ရဲ့ငွေရေးကြေးနဲ့ပတ်သက်ပြီးကိုယ့် income နဲ့ပတ်သက်ပြီးတော့လေအခုကိုယ့်ရဲ့ lifestyle နဲ့ပတ်သက်ပြီးအရင်နှစ်သိမ့်ချင်တဲ့အားရနေရဆိုတဲ့သူတွေနေခဲ့မယ်နောက်တစ်ခုကကြတော့ energy ကကို beauty clinic ဖြစ်နေပြီးတော့အရင်ကဘောနော်ကို self confidence တအားမြင့်နေရယ်နောက်ပြီးတော့အခြေရအတွက်ဟင်တယ်ဒါပေါ့နော် healing ဖြစ်နေတယ်အတိတ်ကဟာဒီဘာတွေညာဒီအဲ့ဒါတွေကိုလည်း move on နိုင်ပြီးတော့ကိုယ့်အနေနဲ့အရင် healing ဖြစ်နေတယ်ဆိုရက်အဲ့လို energy တွေနေခဲ့မယ်နော်အခုတွေ့ရတဲ့လောက်ဒီမှာတွေ့တာ the star energy ဒါကြီးကလေတချို့မှာလူနှစ်ယောက်ဆိုတာလေလူအမျိုးအစား2မျိုးကိုတွေ့ရတယ်
ပထမတစ်မျိုးကတကယ်ကြီးပဲဒါအောင်မြင်တဲ့ career မှာလုံးဝ popular ဖြစ်နေတဲ့အောင်မြင်မှုတွေရနေတဲ့ဆိုတဲ့ပုံစံမျိုးအဲ့လိုလူနေခဲ့မယ်ဒါပေမဲ့အဲ့လိုလူမဟုတ်ဘဲနဲ့ကွာအဓိကအောင်မြင်မှုဟိုလိုမျိုးကွာအဲ့လိုလူတွေကြားထဲမှာ popular ဖြစ်တဲ့အလုပ်ကိုင် career မျိုးလည်းမဟုတ်ဘူးဒီတိုင်းပဲကိုခုလုံးနေတဲ့အလုပ်ကိုင်ရဟုအဲ့လိုအောင်မြင်မအောင်မြင်နော်လူသိများမများအဓိကကိုလုံးနေတဲ့အလုပ်ကိုင်မဟုတ်အဲ့လိုမဟုတ်ဆိုရင်တော့မှကိုယ့်ရဲ့ energy ကအခုကိုလက်ရှိရောက်နေတဲ့ကိုယ့်ရဲ့ career နဲ့ပတ်သက်ပြီးကိုလက်ရှိရောက်နေတဲ့ statement ကို satisfy ဖြစ်နေတယ်တော်တော်လေးကျင်တဲ့အားရပြီး healing ဖြစ်နေတယ်ကိုဒီမှာကြီး Thestra လုံးဝအဲ့လိုမျိုးပေါ့နော်အဓိကတော့အရင်ကျင်တဲ့အားရပြီးပျော်ရွှင်နေတယ်ဆိုတော့စိတ်ချမ်းသာနေဆိုတဲ့ပုံစံပဲနော်အဲ့တော့အဲ့လိုလူတွေနေခဲ့မယ်ပြီးတော့အခြေရင်းနဲ့ပတ်သက်ပြီးတော့လေတော့ဟို situation shit တွေနောက်ပြီးတော့အဲ့လိုဘာညာတရက်ကလေးရှိတယ်ဆိုလို့ရှိရင်အဲ့လိုလူတွေကကျန်တဲ့နေရာသွားကြမယ်နော်ဒီမှာအကျုံးမဝင်ပါဘူး single ရောက်ဆောင်တဲ့လူတွေဝင်မကြည့်ကြပါနဲ့ဒီမှာဆိုလို့ရှိရင် internet banking ရဲ့ school ရဲ့ဒီမှာတို့လာခွေးကလေးကြောင်ကလေးတွေနောက်ပြီးတော့မိသားစုနောက်ပြီးတော့တငယ်ချင်းမိတ်ဆွေစသဖြင့်အဲ့လိုຢာတွေကိုပဲတန်ဖိုးထားပြီးအချိန်ပေးဖြစ်နေတာမျိုးနော်ပြီးတော့ banking industry ပဲဝန်းရံပြီးကြတယ်ဖြစ်တယ်တော့ကိုယ့်ရဲ့လက်ရှိမှာကိုယ့်ရဲ့ career ကိုယ့်ရဲ့ success ကိုယ့်ရဲ့ပညာရေးကိုယ့်ရဲ့အဓိကအဲ့လိုအရာတွေကို focus အရင်ဆုံးထားပြီးတော့ရှင်းဆက်သွားနေဆိုတဲ့ပုံစံမျိုးအဓိကမြင်ရတာနော်အဲ့တော့မိန်းကလေးဖြစ်စေယောက်ျားလေးဖြစ်စေလှလှပတနဲ့ဘဝကိုအကောင်းဆုံးဖြတ်သန်းသွားလာနေတဲ့စူးစမ်းနေတဲ့လူတွေနေခဲ့ပါမယ် feminine masculine energy ဒီမှာထူးထူးခြားခြားမမြင်ရပါဘူးဒီမှာမြင်ရတာကတော့လုံးဝအဲ့လို successful ဆိုတဲ့အဲ့လို vibe ကိုပေးပြီးတော့အလဲ healing ဖြစ်တယ်ဆိုတဲ့ vibe ကိုပေးပြီးတော့ကိုအရင်ကချစ်တယ် self love နဲ့လုံးဝအဲ့လိုမျိုးစိတ်ချမ်းသာစွာနဲ့ကိုဝါသနာပါလေးလှုပ်အဲ့လိုလေးသွားနေရဲ့အရင်မှ healing ဖြစ်နေတဲ့ကောင်မလေးတွေကောင်းလေးပဲမြင်ရတယ်ဒါပေမဲ့ကောင်မလေးကောင်းလေးဆိုတော့လေဟိုအမျိုးသားမျိုးသမီးတွေမပါဘူးလို့ပြန်ပြောချင်တယ်နော်ဒီမှာအသက်အရွယ်အပိုင်းခြားတွေထူးထူးခြားခြားကန့်သတ်ထားမျိုးတွေမတွေ့ရဘူးနော်အဲ့လိုဟာမျိုးတွေမတွေ့ရဘူးနောက်တစ်ချက်ကကြတော့ခုနလိုပေါ့နော် masculine လား feminine လားဆိုတာလေဒီမှာလဲအတိအကျမကန့်တတ်ထားဘူး energy ရဆိုဒီနှစ်ခုပါတာနဲ့အကျုံးဝင်တယ်အချိန်ရအရင်ဟိုအပူမိနေရတို့ crush လို့ crush နဲ့ပတ်သက်ပြီးတော့စိတ်ဆင်းရဲနေရတာဒီပါဒီနေရာမှာအကျုံးမဝင်ပါဘူးရှင်အခုသူကလည်းသူပျော်ရွှင်နေတဲ့ကက်ကလေးနှစ်ကက်ကိုပဲကြည့်ပါဦးဆိုတော့အဲ့လိုလူတွေနေခဲ့ပါမယ်ကျမနေမကောင်းဘူးစိတ်ကန်းသွားလိုက်ရတယ်စိတ်ထိုးလိုက်ရတယ်အတန်နေဝင်နေတယ်လေချောင်းတာလေးကျမဒီဗီဒီယိုကိုဘောကတော့မတင်တော့ဘူးလို့မတင်တော့ရင်ကောင်းမလားလို့တွေးနေတယ်ဒါပေမဲ့တော့ပါပြီလေမလုပ်တော့ပါဘူးဆိုပြီးတော့နော်မလုပ်တော့ပါဘူးမှာ audience တွေအတွက်တင်ထားပြီးမှမျှော်နေကြရင်မကောင်းဘူးဆိုပြီးတော့ဒါတော့တင်ဖြစ်သွားတယ်အတန်နေဝင်တာအတန်နေတအားနာလေကျမကဲဥစားဘာဖြစ်လဲဆိုတော့လေ sorry เนาะကျွန်မစကားဖြတ်ပြောလိုက်ရုံပဲဟိုကလေကျွန်မဒါနည်းနည်းအပေါ်စားသားရင်နားမထောင်ခြင်းနဲ့တချို့လူကြီးရှိရတလားအဲ့လိုလူကြီးလို့ရှိရင်နည်းလေးကြော်လိုက်တော့ဘယ်နှစက္ကန့်မှရောက်လဲတော့မသိဘူးအဲ့တော့ reading မစခင်တခြားလို့ပြောချင်တာလေတချို့ဒီထဲမှာကွာ audience တချို့လေးတွေရှိရ reading တိုးလို့ရှိရင်တိတ်အားမရကြဘူးသိလား reading တိုးလို့ရှိရင်အားမရသူတို့အရှိကြီးနားထောင်ကြတယ်ကျွန်မလည်းအရှိကြီးဟောခြင်းတယ်ဒါပေမဲ့ကျွန်မဟာအဲ့လောက်ထိအမောမခံနိုင်တော့ဒါကြီးလားစားလာလောက်တယ်တော့ချီလိုက်ပါအဲ့တော့ပြောချင်တာကွာကျမလည်းတခါလေကြားလို့ရှိရင်လိုပေါ့နေမကောင်းတဲ့အချိန်ဒါမှမဟုတ် energy နည်းနည်းဟိုဖြစ်နေရတိတ်မလုံလောက်တဲ့အချိန်တွေရှိမယ်เนาะအဲ့လိုမျိုးပြီးတော့နောက်ဆုံးဒီ title နဲ့အဲ့လိုအရှယ်ကြီးပြောလို့မကောင်းတဲ့ title လည်းရှိမယ်အဓိက reason ရှိတယ်ကွာအများကြီးပဲဆိုတော့လည်းနဲ့တော့ကြောက်ပါသေးရသေးလားသူတို့ရန်ကိုလည်းเนาะသူတို့ရန်ဆိုတာအဓိကသူတို့ကလည်းကြည့်ကျင်တာကိုကျမကလည်းပြချင်တယ်ကျမကလည်းအများကြီးပြချင်တယ်ကဲဆိုတော့အားကြောင့်လေတန်းတယ်တော့တော့ရှေ့ရှေ့လေးရိုက်ပေးမယ်ကဲ Turner Bennington ဒီမှာကဘယ်လောက်တိုက်ဆိုင်လဲဒီမှာလဲ Turner Bennington ဒီမှာလဲ Turner Bennington ဒီမှာနောက်ထပ်တိုက်ဆိုင်တာတစ်ခုပြအောင်မယ်နောက်ဆုံးကြက်တယ်ဒီနောက်ဆုံးကြက်တော့ပြီခုနောက်ဆုံးကတ်ထွက်လာတာဒီမှာ Thestra ဒီမှာဒီလိုကြိုက်မှဆိုလို့ရှိရင်ဒီမှာအုပ်ထားတာနော်ဟိုဝိုင်းနေကကြီးဖြစ်နေလို့ Turner Bennington Thestra လောက energy ရဆိုမှဒီလိုဖြစ်နေတာတွေ့လားနော်ဒီလူမာလေးကိုနဲ့တူတဲ့အချက်ကလေးတွေရှိတယ်သိလားကိုရဲ့ next level တိုက်ကလေကိုနဲ့တူတဲ့အချက်ကလေးတွေရှိတယ်နည်းနည်းအတိုင်းဝိုင်းကြီးတဲ့ဖြစ်နိုင်တဲ့ဒီလူကအတိုင်းဝိုင်းကြီးမှာတော်အတိုင်းဝိုင်းကြီးသိလားအတိုင်းဝိုင်းကြီးဆိုလို့လေတကယ် great ဟိုလိုမျိုးကြီးအကြီးကိုသွားပြီးတော့မထင်လိုက်နဲ့နော်ဘာလို့လဲဆိုတော့ Thestra energy ကကြလာသေးတယ် Thestra ကကြလာသေးတယ်အဲ့တော့ဟိုကောင်းတော့ကောင်းတယ်
ကိုတွေပိုင်3သမားတွေတွေ့ရမယ် next level ကကောင်းတော့ကောင်းတယ်ဒါပေမဲ့မကောင်းတာကသူတို့စီမှာမဟုတ်ဘူးယူတို့စီမှာဖြစ်နေဘာလဲဆိုတော့ the star energy ရပါတော့ကိုကလေတခါလေကိုယ့်ရဲ့ person ကိုယ့်ရဲ့ partner အပေါ်မှာအရင်ကြီးမျှော်လင့်ထားတာမျိုးငါရဲ့စံနှုံးနဲ့ညီရမယ်ဆိုတဲ့ဟာမျိုးကွာတရားမှတရားလုံးညီရမယ်ဆိုတဲ့စိတ်ကလေးနည်းနည်း short ကျမပြောမယ်နော်လောကကြီးမှာကိုတရားရိုင်းလုံးစံနှုံးနဲ့ညီရယောက်ျားမျိုးလောကကြီးမှာမရှိဘူးရှိလဲမရှိဘူးအကယ်၍ရှိခဲ့ဆိုတဲ့စိတ်လည်းမရှိဘူးအဲ့ဒါကြောင့်ရှိမှကျမတို့လင်ယူမယ်ဆိုရင်လင်မရတော့တော့အဲ့ကြောင့်ကျမပြောချင်တာပေါ့နော်အဲ့ဒီကောင်မလေးတွေကောင်လေးတွေကတော့မပြောတတ်ပါဘူးဒီကကျမတို့ကောင်မလေးပေါ့နော်ကောင်မလေးတော်တော်များများအဲ့လိုဆန်လုံးကြီးနည်းနည်း standard မြင့်ထားတာမျိုးလေးနည်းနည်းလေး short နော်အဓိကဒီမှာလေဒီလူကမကောင်းတာမို့ကောင်းတယ်ဒါပေမဲ့သူတို့ရဲ့အချက်ထဲမှာကွာအဲ့လိုကိုအရင်မျှော်လင့်ထားတဲ့တချို့ကမပါလာတာမျိုးမရှိတာမျိုးအဲ့လိုပုံစံမျိုးဖြစ်တတ်တယ်အဓိက appearance မှာပဲဖြစ်ဒါမှမဟုတ်တချို့တော့ personality ဒါမှမဟုတ်တချို့တော့သူ့ရဲ့ love language မှာပဲဖြစ်အဲ့လိုကိုလိုချင်တဲ့အရာတိုင်း 100% အတိုင်းအဲ့လိုမျိုးမိတ်ထူကူထားသလိုမဟုတ်ဘဲနဲ့တချို့အရာလေးတွေခြုံရွှင်းချက်ရှိနေရမျိုးလေးတွေဖြစ်တတ်တယ်ဒီလားအဲ့ဒါကြောင့်အဲ့လိုအရာကြီးကြောင့်ကိုကညင်းမယ်ဆိုလို့ရှိရင်တစ်သလုံးလွဲသွားလိမ့်မယ်အဲ့ဒါကြောင့်ဒါလေးဆန်လုံးလေးကိုနည်းနည်းလေး short ကျွန်မပြောပြီးနော်လောကကြီးမှာမလေးမောလိုက်တာဝါအဲ့တော့ကျွန်မပြောမယ်လောကကြီးမှာကိုဖြစ်ချင်တယ်ရချင်တယ်အဲ့လိုမျိုး 100% လောက perfect ဖြစ်နေရမယ်ဆိုတော့လူတိုင်းရဖို့မလွယ်ပါဘူးရှင်မရှိပါဘူးရှင်အကယ်၍ဆိုတဲ့စကားလုံးလေးဒီနေရာမှာအသုံးမဝင်ပါဘူးရှင်နော်အဲ့တော့ဒီနေရာမှာဒီလိုလေးထားလိုက်မယ်အမကြီးဒီလူကလေကြလာတဲ့ကက်တွေ share ကြီးပဲနော်ပတ်စံတအားရှိတဲ့ပုံစံနော်ပုံစံပတ်စံတအားရှိတဲ့ပုံစံတကယ်လား family လုံးဝ family ကိုအရန်ဦးစားပေးတယ်သူကိုယ်တိုင်ကလည်းသူလာရခဲ့တဲ့သူမွေးဖွားခဲ့တဲ့ family ကိုလည်းသူကအများကြီးမျက်နှိုးပြီးရောအများကြီးတန်ဖိုးထားပြီးရောကိုယ်တိုင်ဖန်တီးမဲ့ family အသက်ကိုလည်းသူကအများကြီးတန်ဖိုးထားပြီးရောမိန်းမကောင်းရွေးချယ်မဲ့ပုံစံဒါမှမဟုတ်လေဟိုဒီလူကအမျိုးသားဆိုလို့ရှင်လဲပေါ့နော်ဟုတ်ပါဘူးကိုဒီပိုင်3တွေကိုလာကြည့်တဲ့လူတွေအမျိုးသားပါပြီဒီထဲမှာဒါလေးကအမျိုးသမီးဆိုလို့ရှင်လဲအဲ့ဒီတိုင်းပဲ family ကိုတန်ဖိုးထားတယ်နော်ဒါမှဒီနေရာမှာလေးလားဒီမှာကြားရတဲ့ကက်အရာဆိုလို့ရှိရင်ဒီကအမျိုးသမီးတွေတော်တော်များများလာကြည့်ကြမယ်ဆိုတော့ဒီအစတွေကလည်းတဲရောဆိုတာမျိုးကြအမျိုးသမီးပိုးကြည့်ရများပါတယ်အမျိုးသားကြီးပါပဲမဲ့လေဒါပေမဲ့လည်းဒီပိုင်3မှာအမျိုးသားထက်အမျိုးသမီးကတော်တော်လေး energy တအားများနေတယ်နိုင်နေတအားမြင်နေရတယ်နော်ဆိုတော့လေဒီလူကအချစ်တော့ချစ်တတ်တယ်ဒီမှာလေ Ace of Cups လေနော်အဲ့တော့ချစ်တော့ချစ်တတ်တယ်ချစ်ပေးပါလိမ့်မယ်ဒါပေမဲ့ तू ကလေအချစ်ထက်စားလို့ရှင်ရင်နော်အချစ်ထက်စားလို့ရှင်ရင်ကိုတွေထက်အလုပ်စီးပွားရေးငွေကြီးသူ့ရဲ့ရီမှန်းချက်ဒီလိုရာတွေကိုပို့ပြီးဦးစားပေးမယ်လို့ဖြစ်ချင်တာတဲ့ဖြစ်တဲ့နာကိုပို့ပြီးဦးစားပေးမယ်သူစီးပွားရေးတော်တော်အကွက်စီးတော်တော်လေးစီးပွားရေးတောင်းချမ်းတဲ့လူပဲသိလားတချို့ဆိုလို့ရှိရင်ဒါနောက်ခံမိသားစုအတိုင်းဝိုင်းကိုင်းနေဒီမိသားစုစီးပွားရေးတော့မိသားစုအလိုမျိုးပေါ့နော်လုံငုံလုပ်ငန်းဆိုတာလုံငုံလုပ်ရပါညာလုံငုံလုပ်ရင်တော့ဖြစ်ကုန်ပြီအဲ့တော့အဲ့လိုမျိုးလုပ်ငန်းတွေကိုတခါလေဦးစီးပြီးတော့မှနောက်တဲ့အဲ့လိုမျိုးချဲ့ထွင်တဲ့လူတွေလည်းပါလဲနော်အဲ့လိုမျိုးလည်းပါကောင်းပါနိုင်တယ်မိသားစုကလည်းသူ့အားကိုးတဲ့အနေကြီးမျိုးတွေ့ရတယ်လို့မိသားစုထဲမှာလည်းအဲ့လိုပေါ့နော်တားကြီးဖြစ်ဟိုတားလက်ဖြစ်အတိကသူကဘယ်မှာပဲမွေးအဲ့ဒီနေရာမှာအကြီးကဖြစ် leader လောက်ရတတ်တယ်ဒီလားမိသားစုကိုဥဆောင်ရတတ်တယ်မိသားစုနဲ့ပတ်သက်ပြီးအဲ့လိုလေ astrology နဲ့ပြောမယ်ဆိုလို့ရှိရင် back chart မှာအဲ့လိုပေါ့နော် house phone မှာအဲ့လိုမျိုး Leo တွေကြတတ်တယ်ဒီလားဒီလူကလေအဲ့လိုမိသားစုနဲ့ပတ်သက်ပြီးတော့အကြီးကဲလောက်ရတာမိသားစုကိုဥဆောင်ရတာမျိုးအဲ့လိုတွေ့ရတယ်နော်ရမ်းမိုက်ပါရမ်းမိုက်တယ်တီးဘူးငါကြိုက်တယ်ဒုက္ခပဲအဲ့လိုလူမျိုးပေါ့နော်အရင်အားကိုရတယ်အရင်ချစ်တတ်တယ်အရင်ချစ်ပေးပါလိမ့်မယ် Ace of Cups ပါဒါပေမဲ့
သူ့ရဲ့ love language နဲ့ကိုယ့်ရဲ့ love language တော့တူချင်မှတူမယ်ကျမဒါလေ next level ရဲ့ love language ဆိုပြီးတက် video တစ်ပုတ်လုပ်ပေးဖို့အစီအစဉ်လည်းရှိရယ်နော်ဒီဟာရဲ့ part 2ဆိုပြီးတော့ထွက်ဖို့ရှိရယ်နော်ဒါပေမဲ့လက်ရှိက love language ကြည့်တဲ့ reading မဟုတ်ဘူး personality ပဲကြည့်ပါသူ့တိုက်ပဲကြည့်ပါအတန်လည်းဒါဟုတ်နေပြီအဲ့တော့သူ့တိုက်ပဲကြည့်ပါဆိုတော့ it's okay သူကလေကိုအတွက်ဖျားပေးတဲ့ဆုလက်ကြီးလိုမျိုးဖြစ်နိုင်တယ်သလားဒီလူကကိုအတွက်အချစ်ရင်မှာ great opportunity လုံးဝအကြီးမားဆုံးဆုလက်ကြီးလုံးဝအဲ့လိုပြောနော်ကိုမြင်တွေ့ဘူးတဲ့ယောက်ျားကြီးနဲ့ကွဲထွက်ပြီးတော့ကွာအဲ့လိုစီးပွားရေးပဲကြည့်မလား income ကိုပဲကြည့်မလားအဲ့လိုကိုမမြင်ဘူးတဲ့ road တစ်ခုကိုသူ့စီကနေအဲ့လိုရမှာအဲ့လိုပုံစံမျိုးကွာသိလားနော်ဒီမှာလဲ2 on 1 step နည်းနည်းဟိုအချိတ်ဆက်တွေတအားများမယ်သိလားနော် plan လေးလောက်ရလဲဟိုသူ့ရဲ့ plan သူ့မှာအများတဲ့ plan ရှိရတခုမဟုတ်တခုကြိတ်ကြံစီညာတနေရာမှာရက်နေအဲ့ဒီတနေရာမှာနေရက်မသွားဘူးနောက်ထပ်ဘယ်နေရာကိုထပ်ပြီးတော့ခြေလမ်းဆက်ပြီးတော့ရှောက်ဆက်ရှောက်ရမလဲဆိုတာမျိုးအကွက်ချကြိတ်ပြီးကြံစီနေတဲ့လူသိလား तू ဘာပဲလှုပ်ဘသူ့မှထုတ်မပြောဘူးကွာတကယ်လို့ကားမောင်းနေတဲ့တောင်မှလေအဲ့လိုမျိုးကားရက်သွားရဆိုလို့ရှိရင်အဲ့ဒီကအကြောင်းမရက်တာမဟုတ်သူ့ဟာသူအဲ့လိုမျိုးနောက်ထပ် plan လုပ်ဖို့အတွက်နော်နောက်ထပ်ဘယ်နေရာဆက်သွားမလဲဆိုတာမျိုးတွေးတော့ဖို့အတွက်အကြောင်းရှိလို့ရက်လိုက်တာအဲ့တော့သူကလည်းအဲ့လိုပဲလုပ်ငန်းခွင်မှာဖြစ်ဒါမှမဟုတ်သူရဲ့စီးပွားရေးသူရောက်ရှိနေတဲ့ဘယ်မှာဖြစ်ပေါ့နော်ရောက်ရတဲ့နေမှုမရှိဘူးလောဘကြီးရယ်ဒါကြောင့်ထပ်ပြီးတော့ဆက်ပြီးတော့အမြင့်ဆုံးတက်ဖို့အတွက် तू က plan ဆွဲနေမှာအဲ့တော့လေတခါလေကြားလို့ရှိရင်ကို့အချိန်မပေးနိုင်တာကြီးပါငါရဲ့ love language က quality time နေပါကြီးဆိုတဲ့လူတွေနဲ့တော့တိတ်တော့အဆင်ပြေမှာမဟုတ်ဘူး तू ကလူကြီးဆန်နဲ့ mature ဖြစ်တယ်ကို့ချစ်ပေးလိုက်မယ်မှန်တယ်ဒါပေမဲ့ तू ကကို့ချစ်တဲ့လောက်ပဲချစ်ပေးပါသိလားဒါပေမဲ့ तू ကတော့လူကြီးတအားဆန်တယ်ကိုကဘယ်လောက်လူကြီးဆန်ပြော तू ရှေ့ရောက်ကလေးလေးပဲဒါနဲ့ရင်မွေးနိုင်ရတယ်နော်ရင်မွေးတဲ့ရင်ဝင်တော့ကျွန်မခန်းထဲရင်ဝင်တော့ပြောပါဘူး intuition ကိုပြောရတယ်ကျွန်တော်ရင်ဝင်နိုင်ရတယ် diabetic scat ကြီးရင်ဝင်နိုင်ရတယ်နှာတိုင်းပါကုန်ပြီရင်ဝင်နိုင်ရတယ်ရင်ဝင်ကောင်းစားရင်စုတာကြိုက်တာသုံးတာမျိုးဖြစ်တတ်တယ်ဒီလားဒီလူကလေရင်ဝင်နေတာဟိုဟာဖြစ်တယ်နော် let's rebrand နေပါလေ brand ဆိုတဲ့လူကြီးနည်းကြီးကျယ်နိုင်တယ်လူကြီးလည်းမသိဘူးမကြိုက်တော့ခုနကြိုက်တယ်ပြောတယ်ကျွန်မမကြိုက်တော့ကျွန်မအလုပ်ကြီးကြီးကြိုက်ရင်ဆင်းမပြေဘူးကျွန်မလည်းအဲ့တော့အိမ်မွေးတိရစ္ဆာန်လေးတွေနောက်ခက်ကလေးတွေခွေးကလေးတွေကိုလည်းချစ်တတ်တယ်ကလေးချစ်တတ်တဲ့လူကြီးလည်းဖြစ်ဖို့များတယ်သိလားဒီလူကလေသဘောကောင်းမနှောကောင်းကြီးပါပဲသိလားသဘောကောင်းမနှောကောင်းလူပြိုကြီးနော်တချို့ကတော့လူပြိုကြီးဟုတ်ချင်ပါဟုတ်မယ်ဒီခက်ကကြီးကသိရတိုင်းမသိရောဘာမှမသိရောအဲ့တော့ပြောချင်တာကသူကအရင် mature ဖြစ်တယ်လူကြီးဆန်တယ်တည်ငြိမ်တယ်အားကိုးရတယ်မှန်တယ်ဒါကြောင့်သူကကိုကိုလည်းဟိုကွာဆက်တော့တက်ကလေးလို့ကွာမမကကျတော့ရဲ့အချစ်ကြီးမမကကျတော့တဘွားလုံးစာကြီးအဲ့ကလေးလေးကစညစ်တယ်အဲ့လိုပေါ့နော်ကိုရဲ့ဘာဖြစ်တဲ့တဘွားလုံးစာကြီးဆိုပြီးအဲ့လိုကြီးဖြစ်နေမှာမဟုတ်ဘူးသူကအသက်အရွယ်တစ်ခုလည်းရောက်နေပြီကွာတော်တော်များများကိုထက်အသက်ကြီးမှန်တော့ဒီလူကသိလားကိုထက်ငယ်စရာဘာအကြောင်းမှမရှိဘူးအဲ့တော့ကိုရဲ့မမရဲ့အလုံးကအဲ့လိုမျိုးတိုက်ကိုလိုချင်နေဆိုရင်တော့အဲ့လူတွေအတွက် congratulation ပါအဲ့တော့ခုနကစကားပဲရောက်သွားပြီလေဟိုအဲ့လိုအသက်ရွယ်လည်းနော်အတိုင်းတိုင်းခုထိရောက်ရှိနေပြီအဲ့လိုရောက်ရှိနေပြီဖြစ်တဲ့အတွက်ဒါကြီးကွာအချက်နဲ့ပတ်သက်ပြီးတော့ဘဝကြီးတစ်ခုလုံးလိုက်ခံစားနေမှာလည်းမဟုတ်သလိုအဲ့ခိုင်နဲ့ပတ်သက်ပြီးတော့လည်းလိုက်ပြီးတော့ love language တွေကိုသူ့အနေထုတ်ပြမှာလည်းမဟုတ်ကွာပြီးတော့နောက်တစ်ခုကကြတော့လေဆောင်းလာလေးပြောက်သွားပြီလေဒီမှာကြိုက်ရအောက်မှာ joystick ကြကြတယ်နောက်တစ်ခုကကြတော့သစမ်းကြတယ်နော် joystick လောကလေဒီလူကကိုအဲ့လို silent နေပါမမြင်ရအောင်နော်လုံးဝ officially ကကိုအဲ့လိုတရားဝင်တွဲမဲ့လူဒါကြောင့် तू ကကိုစတွေ့ကြတယ်ဆိုတော့နည်းနည်းတော့ over ဖြစ်လို့ねစတွေ့ကြရတော့မဟုတ်စချစ်ကြတဲ့ကအဲ့လိုမျိုးလက်ထပ်ဖို့ရည်ရွယ်ထားတယ်လူကွာအစီအပြေ marriage ရှိသွားမယ်အဲ့လိုပုံစံမျိုးကြီးရည်ရွယ်ထားလုံးဝကိုအဲ့လိုမျိုးလူကြားတဲ့ထုတ်ပြမှာတငယ်ချင်းတွေရှင်အမိတ်ဆွေပေါင်းနေရှင်ချပြမှာလဲဝမ်းမလေးတဲ့လူနော်အရင် officially ဖြစ်လို့ねအဲ့တော့သူရဲ့ love language အရာဆို तू ကကိုတော့ तू တတ်နိုင်တယ်လို့အစွမ်းကုန်ချစ်ပေးမယ်ဒါပေမဲ့တခုပဲကိုကလေ
ပတ်စံရှိပြီးတော့အလောက်တအားစူးစမ်းယောက်ျားကိုလိုချင်တယ်ဆိုလို့ရှိရင်သူစီကအချိန်ကိုကျမတို့ကဖဲ့ပေးရမှာသိလားအဲ့လိုမျိုးလေးတော့ရှိရသူစီကအချိန်ကိုကနေပြီးတော့ရမှာမဟုတ်ဘူး24နာရီမှာနိုင်20လောက်ရချင်မှရရလိမ့်မယ်ကျမလည်းမပြောတတ်ဘူးပေါ့နော်ဒါတော့ကိုယ့်ကိုတွေးမှညှိကြတော့ဒါအဖြစ်ပြောချင်တာကတော့ကွာ तू ကတော့ကိုယ့်ကိုတက်နေသလောက်ယောက်ျားတယောက်အနေနဲ့ချစ်သူကောင်းတယောက်အနေနဲ့ဒါမှမဟုတ်အိမ်တော်ဦးစီးကောင်းတယောက်အနေနဲ့လုံးသိမ်းတာအဲ့လိုမျိုးပေါ့နော်ဖြစ်လိုက်တာလေးတွေကိုသူအနေနဲ့လုပ်ပေးလိုက်မယ် support ပေးလိုက်မယ်အချစ်ပေးလိုက်မယ်ဂရုစိုက်ပေးလိုက်မယ်အချိန်လဲသူဟာသူပေးတဲ့တော့သူပေးလိုက်မယ်ဒါပေမဲ့ကိုကသူ့ရဲ့အရာဆိုပြီးအဲ့လိုကြီးလိုက်ပြီးတော့လောဘကြီးလို့မရဘူးဘာလို့လဲဆိုရင်မရဘူးဘာလို့လဲဆိုတာမရှိဘူးသိနေပြီးသားကိစ္စကြီးကိုဒုက္ခနော်တော့ဒါတော့သူရဲ့တိုက်ပေါ့နော်နဲ့ဟိုဟာလေအဆိုင် energy ရတယ်ဒီလားနော်လက်ဖြားတာငွေသီးရတယ်ဒီလူရလေနော်ဒီလူကြီးလိုပဲပြောရမယ်ဒီလူကလို့ကျွန်မပါစရာထွက်မလားဒီလူကြီးပဲထွက်လာနေသလားအရင်မရွှေ့ဖြစ်တယ်ရင်းချက်တယ်ဟုတ်ပြီမိသားစုမှာလေးစားခံရတဲ့လူကြီးပဲသိလားအေးစစ်တီတီငိမ့်ငိမ့်နဲ့ကွာသဘောကောင်းနဲ့အဲ့လိုပုံစံမျိုးတိုက်ကိုရတယ်ချစ်တတ်တယ်နှွေးထွေးတတ်တယ်ကျင်နာတတ်တယ်အဲ့လိုလေးပေါ့နည်းနည်းလေးတော့တစ်ခါလေးကောင်းမနဲ့မှာပဲဒီတစ်ခါလေးကောင်းနေမှာပဲပြီးတော့ respect ပေးခံထားတဲ့အချိန်ကြီးလည်းရှိရောလေတခါတလေကြားလို့ရှိရင်ကိုကသူ့မလေးမစားလုပ်တာကြီးဘာညာဆိုလို့ရှိရင်တော့သိအဆင်ပြေမှာမဟုတ်ဘူးနည်းနည်းကိုကလည်းသူ့ကိုထိုက်တဲ့ respect ပေးရမယ်သူကလည်းကိုညှတာမယ်ပေါ့နော်ကျင်နာမယ်ကြီးဆိုင်ရမယ်ဒါမျိုးသွားမှရမယ်ဒီမှာလည်းဟိုဘက်မှာလည်း just ကြီးကပြူးနေအောင်ရှိနေရောလေအဲ့လိုနီးနေသွားမှမယ်တော့ကကြမှာစင်ပြပါတဲ့အကုန်ကြီးရတဲ့လောက်ကတော့နော် next level တိုက်တာတော်တော်လေးမိုက်တယ်ကျမတော့မကြိုက်တဲ့ကြိုက်ပြီးတာကျမကြိုက်ဖို့မကြိုက်ဘူးရေးကြည့်ပါဦးယူလို့ကြိုက်ဖို့ပဲရေးကြည့်ပါကဲဆိုတော့ဒီလောက်ပါပဲကျမပြောပြီးနော်ကျမနောက်တဲ့ love language လေးအနေကောင်းသွားလို့ရှိရင်ပြန်တင်ပေးပါမယ် promise ပါအားလုံးချစ်ပါတယ်ကဲဆိုတော့ဒီလောက်ပါပဲပိုင်သွေးသမားလေးတွေအားလုံးပဲချမ်းသာကြပါစေနောက်ဗီဒီယိုဒီမှာပြန်ဆုံတွေ့ကြမယ်နော်အားလုံးပဲ see you ta